ကိုအခုရနေတဲ့ရလက်ကကိုရဲ့အခုဖြစ်တည်မှုပဲဖြစ်တယ်အဲ့တော့ကိုအခုမှာကိုအားညံအားဘယ်လောက်ရှိလဲရလက်လဲအဲ့ဒီအတိုင်းပဲရလိမ့်မယ်အဲ့တော့အားလုံးကိုပြန်မေးရမယ့်စကားတစ်ခွန်းကပါလဲဆိုရင်ကိုကျေနပ်ပြီလားအခုရနေတဲ့ရလက်ကိုကျေနပ်ပြီလားအခုရောက်နေတဲ့နေရာကိုကျေနပ်ပြီလားအခုရနေတဲ့ဝင်ငွေတွေကိုကျေနပ်ပြီလားကျေနပ်ပြီဆိုရင်ဘာမှထပ်လုပ်စရာမလိုပါဘူးအခုဒီအတိုင်းပဲဆက်လုပ်သွားရုံပဲဒါပေမဲ့လူတော်တော်များများကမကျေနပ်တဲ့သူတွေများပါတယ်ဒီထပ်ပိုမှဝင်ငွေရချင်တယ်ဒီထပ်ပိုတဲ့ပိုကောင်းတဲ့ဘဝဖြစ်တည်မှုမျိုးတွေရချင်တယ်ဒီထပ်ပိုကောင်းတဲ့ဒီထပ်ပိုတဲ့အောင်မြင်မှုတွေရချင်ကြတဲ့သူတွေကြီးပဲเนาะအဲ့ဒါကြောင့်မလို့လူအယောက်100မှာပေါ့เนาะပိုတော့ကောင်းချင်တယ်ဝင်ငွေပိုရချင်တယ်ပိုအောင်မြင်ချင်တယ်ဒါပေမဲ့လူအယောက်100မှာအယောက်80လောက်ကဒီထပ်ပို့ပြီးတော့မှမစ조사ကြမစ조사ချင်ကြအောင်ကိုအခုလုံနေကြနီးလန်းနေမဟုတ်တဲ့တခြားနီးလန်းတွေကိုမလုံချင်ကြဘူးလုံနေကြအတိုင်းပဲလုံကြတယ်အဲ့တော့လုံနေကြအတိုင်းပဲလုံပြီးတော့ရလက်အစ်တွေရချင်လို့ရှိရင်တဲ့အဲ့ဒါတဲ့ယူတဲ့လူပဲတဲ့ဂျက်မာကပြောဖူးတယ်ပေါ့နော်အဲ့တော့လုံနေကြအတိုင်းပဲလုံလို့ရှိရင်ရနေကြအတိုင်းဖြစ်နေတဲ့အတိုင်းပဲဖြစ်နေလိမ့်မယ်အဲ့တော့လေအားလုံးမလုံဘူးတာတွေမလုံရသေးတာတွေเนาะလုံကြည့်ရလက်အစ်ရချင်တယ်လုံရအစ်တော့ဖြစ်ရမယ်ဝင်ငွေတိုးချင်တယ်လောက်ရက်တွေပို့ရမယ်အောင်မြင်မှုပို့ပြီးတော့မှရချင်တယ်နော်ကိုယ့်ရဲ့စ조사မှုတွေလည်းပို့မှရမယ်ဒါလောကရဲ့တဘာဝပဲပေါ့နော်အဲ့တော့လူတိုင်းနားလေဒါပေမဲ့လူတိုင်းမလုပ်နိုင်ဘူးအဲ့တော့တင်ရောအဲ့ဒီလူအများစုထဲကမဟုတ်ဘဲနဲ့ခွဲထွက်လာလို့တယောက်ဖြစ်ချင်တယ်ဆိုရင်ဒီနေ့ပဲကိုမလုပ်ဘူးတာတွေကိုအခုပဲစလုပ်လိုက်ပါလို့ပြောချင်ပါတယ်ရှင်အဲ့တော့ဒီလိုမျိုးကိုရဲ့ comfort zone ထဲကနေထွက်ချင်တယ်နော် comfort zone ထဲကနေရုံထွက်ချင်တယ်ဆိုတဲ့သူတွေပေါ့နော် PAC မှာ change mindset upgrade your income လို့ခေါ်တဲ့ online သင်တန်းလေးတစ်ခုဖွင့်ထားတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုရင်အောင်မြင်သူတွေရဲ့အုံနောက်အလုံးလုံးပုံတွေကိုအသေးစိတ်လေ့လာသင်ယူရမှာဖြစ်တယ်အဲ့ဒါတွေကိုသိပြီးသွားလို့ရှင်လေတစ်နေ့ဘာတွေတွေးရမလဲဘာတွေလုပ်ရမလဲနော်ဘလို့တွေတွေးခေါ်နေထိုင်ရမလဲဆိုတာကိုအသေးစိတ်သိပြီးတော့မှဘဝကြီးကိုတိချပို့ပြီးတော့မှကောင်းအောင်ဖြတ်တန်းနိုင်လိမ့်မယ်လို့ပြောချင်တယ်ပေါ့နော်အဲ့တော့ change mindset သင်တန်းကြေးပြသသိမ်းပါဒါမဲ့ဒီဗီဒီယိုကနေလာအပ်လို့ရှိရင်9000နဲ့ပဲ PA ထားပေးပါအောင်မယ်ရှင်အဲ့တော့စိတ်ဝင်စားဆိုရင် chat box ထဲမှာအခုပဲလာအပ်လိုက်ပါ coach နောက် A ဖြစ်ပါတယ်